ပုဗ္ဗာဏတုတ်နေတယတိတန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတတောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုပွဲမရှိသောယာဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဗုဒ္ဓ ानु ဘာဝေနတရားမြတ်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်သတည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတတောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုပွဲမရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဓမ္မာနုဘာဝေနတရားတော်၏အာနုဘောတော်ကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်သတည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံသံဃာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတတောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုပွဲမရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်သံဃာနုဘာဝေနသံဃာတော်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်သတည်းမကောင်းသောနမိတ်အမင်္ဂလာနှစ်သက်ဖွယ်မရှိသောငှက်ဆိုးတံပါပဂျိုနှိလိုပွဲမရှိသောအိမ်မက်ဆိုးအမျိုးမျိုးတို့သည်တရားမြတ်တို့၏အာနုဘောကြောင့်ကင်းပြောက်ကြပါစေတရားတော်တို့၏အာနုဘောကြောင့်ကင်းပြောက်ကြပါစေသံဃာတော်တို့၏အာနုဘောကြောင့်ကင်းပြောက်ကြပါစေဒုက္ခပတ္တာစနေဒုက္ခ
ဘယပတ္တာသနိဗ္ဗယသောကပတ္တာသနေသောကဟွန်တုသဗ္ဗေပိပါဏိနောဒုက္ခပတ္တာသင်ရဒုက္ခသက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေဒုက္ခသဆင်းရဲမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်သတည်းဘယပတ္တာဘေးအန္တရာယ်သက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နိဗ္ဗယသဘေးအန္တရာယ်မရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်သတည်းသောကပတ္တာသို့ရင်ပူဆွေးခြင်းသို့သက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေသောကာသသို့ရင်ပူဆွေးခြင်းမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်သတည်းဆင်းရဲဒုက္ခကြုံတွေ့နေရသောတတ္တဝါမှန်သမျှဆင်းရဲဒုက္ခကင်းကြပါစေဘေးအန္တရာယ်ဆက်ရောက်နေကြသောတတ္တဝါမှန်သမျှဘေးအန္တရာယ်ကင်းကြပါစေစိတ်သောကရောက်လျက်ရှိကြရသောတတ္တဝါမှန်သမျှစိတ်သောကကင်းဝေးကြပါစေဣဒဝတ္တာသအမေဟိသံပတံပုံညသံပတံသဗ္ဗေဒေဝာနုမောဒန္တုသဗ္ဗသံပတ္တိသိတိယသပတ္တိဒါနစကားမြတ်ကြားပါဥအံဣဒဝတ္တာဤများအတိုင်းရှိသောတရားအလျင်စကားအစဉ်ဖြင့်အမေဟိငါတို့သည်သံပတံကောင်းစွာစီဘူးအပ်သောပုံညသံပတံကောင်းမှု၏ပြည့်စုံခြင်းကိုသဗ္ဗေအလုံးစုံကုန်သောဒေဝနတ်တို့သည်သဗ္ဗတံပါတိသိတ္တိယဤစိမ်များစွာချမ်းသာအကုန်ပြည့်စုံပြီးမြောက်ခြင်းကအနုမောဒန္တုသာဓုသာဓုအနုမောဒနာပြုကြပါကုန်လောဤမြအတိုင်းရှိသောစကားအစဉ်ဖြင့်ငါတို့ကောင်းစွာစီးပူးအပ်သောကောင်းမှု၏ပြည့်စုံခြင်းကိုအလုံးစုံသောနတ်တို့သည်စီစဉ်ချမ်းသာအကုန်ပြည့်စုံဖို့ရာသာဓုအနုမောဒနာပြုကြပါကုန်လောဒါနတဒန္တုတတ္တယသီလာရခန္တုတပ္ပဒါဘာဝနာပိရတာဟွန်တုကိစ္ဆန္တုဒေဝတာကတာတတ္တယယရဏသုံးတံကံကံ၏အကျိုးမြတ်နိုးယုံကြည်ကြကုန်၍ဒါနံအလှူဒါနကိုတဒန္တုလှူဒန်းကြပါကုန်လောတပ္ပဒါအခါမလသီလံသီလကိုရက္ခန္တုစောင့်ရှောက်ကြပါကုန်လောဘာဝနာပိရတာသမထဝိပဿနာဘာဝနာ၌နှစ်ချိုင်းရွှင်ပြောမွေးလျော်ကြကုန်သည်ဟွန်တုဖြစ်ကြပါကုန်လောအာဂတာပရိတရားတော်နာယူရန်ဆက်ရောက်လာကြကုန်သောဒေဝတာနတ်တို့သည်ကိစ္ဆန္တုကိုယထာနပြန်ကြပါကုန်လောယရဏသုံးတံကံကံ၏အကျိုးကိုယုံကြည်ကြကုန်၍အလှူဒါနကိုပေးလှူကြကုန်လောအခါမလတ်သီလကိုစောင့်ရှောက်ကြကုန်လောသမထဝိပဿနာဘာဝနာ၌ပျော်ပိုက်ကြကုန်လောတရားနာလာရောက်ကြကုန်သောနတ်တို့သည်နေရင်ဌာနပြန်ကြပါကုန်လောသဗ္ဗေဗုဒ္ဓဗလပတ္တာပိစေကာနိသယံပလံအရဟန္တာနိသတေဇိနရကံဗန္ဒာမိတပ္ပတောဗလပတ္တာကာယဗလညာနာဗလစွမ်းအားဟု
ရပိုင်တော်မူကြကုန်သောတပ္ပိအလုံးစုံကုန်သောယေဗုဒ္ဓအရှင်ဘုရားရှင်တို့သည်တန်တိရှိတော်မူကြကုန်၏ဒေသင်္စထိုဘုရားရှင်တို့၏၎င်းပိစကာနိစ္စပိစကာဗုဒ္ဓတို့၏၎င်းယံပလံအကျဉ်စွမ်းအားရှိန်သောအာနုဘော်သည်အတ္တိရှိဒေနာဗလေနသထိုအစွမ်းအာနုဘော်ကြောင့်ဖြင့်၎င်းအရဟန္တာနံယန္တာတို့၏ဒေဇေနသတကုအာနုဘော်ဖြင့်၎င်းတပ္ပသောခါခသိင်ရကံအကာအကွယ်အဆောင်ရှောက်ကိုဟံငါသည်ဗန္ဒာမိဖွဲ့၏ကိုတော်အားဉာဏ်တော်အားကိုရပိုင်တော်မူကြကုန်သောဘုရားရှင်တို့နှင့်ပိစကာဗုဒ္ဓတို့၏စွမ်းအာနုဘော်ဖြင့်၎င်းယန္တာတို့၏တကုအာနုဘော်ဖြင့်၎င်းအခါခသိင်အကာအကွယ်အဆောင်ရှောက်ကိုငါဖွဲ့၏ယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိဗုဒ္ဓေယတနံပဏိတံဣတိနသစ္စေနသူဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိဓမ္မေယတနာပဏိတံဣတိနာသစ္စေနသူဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနာပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိတံဂေယတနာပဏိတံဣတိနာသစ္စေနသူဝတိဟောတုဘဝတုတပ္ပမင်္ဂလံရကနုတပ္ပဒေဝတာတပ္ပဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရခန္တုတောင်းရောက်ကြပါစေကုန်တည်းတပ္ပဗုဒ္ဓ ानु ဘာဝေနအလုံးစုံသောဘုရားရှင်တို့၏တကုအာနုဘောကြောင့်ဒီထိုတတ္တဝါတို့သည်တရားအခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကနုတပ္ပဒေဝတာတပ္ပဓမ္မာနုဘာဝေနသရတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရခန္တုတောင်းရောက်ကြပါစေကုန်တည်းအလုံးစုံသောတရားတော်တို့၏တကုအာနုဘောကြောင့်ဒီတို့တတ္တဝါတို့သည်တရားခါခသိင်တို့သည်ကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကနုတပ္ပဒေဝတာတပ္ပတံဃာနုဘာဝေနသရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝန္တုဖြစ်ပါစေတည်းတပ္ပဒေဝတာလုံးစုံသောနတ်တို့သည်ရခန္တုစောင့်ရှောက်ကြပါစေကုန်တည်းတပ္ပတံဃာနုဘာဝေနအလုံးစုံသောသံဃာတော်တို့၏တကုအာနုဘောကြောင့်ဒီထိုတတ္တဝါတို့သည်တရာခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းကောင်းခြင်းမင်္ဂလာမှန်သမျှဖြစ်ပါစေခသိင်သောနတ်အများကစောင့်ရှောက်ကြပါစေအလုံးစုံသောဘုရားရှင်တို့၏တကုအာနုဘောကြောင့်ထိုတတ္တဝါတို့ခါခသိင်ကိုယ်စိတ်နှပြချမ်းသာကြပါစေအလုံးစုံသောတရားတော်တို့၏အစွမ်းအာနုဘောကြောင့်ထိုတတ္တဝါတို့အခါကသိင်ကိုယ်စိတ်နှပြချမ်းသာကြပါစေအလုံးစုံသောတန်ဃာတော်တို့၏အစွမ်းအာနုဘောကြောင့်
ထိုတတဝါတို့ခတ်ခတ်သိကိုစိတ်နှပြချမ်းသာကြပါစေဘာဂာရုဏီကောနာထောဣဒာယတဗ္ဗပါဏိနံပုရိတဝါပါရမိတဗ္ဗပတ္တောတံဘောဓိမုဒ္ဓမံဣဒိနာသစ္စာဝိဇေနသုတိတိဟောတုတပ္ပတာဘာဂာရုဏီကောကြီးမြတ်သောကရုဏာရှိတော်မူသောနာထောမြတ်စွာဘုရားသည်တဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဣဒာယအကျိုးစီးပွားအလို့ငါတဗ္ဗလုံးစုံကုန်သောပါရမီဒါနစသည်ပါရမီတော်တို့ကိုပုရိတဝါဖြစ်ခြင်းတော်မူ၍ဥဒ္ဓမံထူးမြတ်သောတံဘောဓိအရတမဉာဏ်တပ္ပညုတဉာဏ်တော်ကိုပတ္တာရတော်မူခဲ့လေပြီဣဒိနာသစ္စာဝိဇေနဤသစ္စာစကားကြောင့်ဒေသင်အားတပ္ပတာအခါခသိသုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းမဟာကရုဏာရှင်မြတ်စွာဘုရားသည်တတဝါလုံးစုံတို့၏ကျိုးစီးပွားအတွေ့ပါရမီတော်အလုံးစုံအကုန်ဖြစ်ခြင်းတော်မူပြီးလျင်အရဟတမေဉာဏ်တပ္ပညုတဉာဏ်တော်တို့ကိုရတော်မူခဲ့သည်ဤသစ္စာစကားကြောင့်သင်အားခတ်ခတ်သိချမ်းသာခြင်းဖြစ်ပါစေဇယံတော်ဘောဓိယာမူလေတကြနာနန္တိဝဒနောဧဝမေဝဇယောဟောတုတယတုတယမင်္ဂလေတကြနာသာကိဝင်းမင်းတို့ဤနန္တိဝဒနောအာယနှစ်သက်ခြင်းကိုတိုးပွားစေတတ်သောမြတ်စွာဘုရားသည်ဘောဓိယာဘောဓိပင်ဤမူလေအနိတခွင်အပရာဇိတပလင်နာဤဇယံတော်ယတ္တာမင်္ဂပါးကိုအောင်မြင်တော်မူတဲ့ကဲ့သို့ဧဝမေဝဤတူသာလျင်ဧသင်အားဇယောဘေးရန်ခပင်အောင်ခြင်းမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းတွန်တင်သည်တရားမင်္ဂလေးအောင်ရအောင်ကြောင်းကောင်းမြတ်သောမင်္ဂလာတို့ကိုဇယတ်သူခရီးရောက်အောင်ကြီးမြောက်လျင်အောင်မြင်ပါစေတည်းတာဂီဝင်မင်းတို့၏နှစ်သက်ရှင်ကိုတိုးပွားစေတတ်သောရှင်တော်မြတ်ဖရာသည်ဘောဓိပင်အနီးအပရာဇိတပလင်၌မင်္ဂပါကိုအောင်မြင်တော်မူတဲ့ကဲ့သို့ထို့တူသင်သည်ဘေးရန်ခတ်သိမ်းကိုအောင်မြင်ပါစေအောင်ကြောင့်မင်္ဂလာတို့ကိုသင်ကြီးမြောက်အောင်မြင်ပါစေအပရာဇိတပလင်ကေဒီသေးပုတ္တဝိပုဂ္ခလေအဘိသေကေတဗ္ဗဗုဒ္ဓနာဧကပတ္တောပမောတတိတဗ္ဗဗုဒ္ဓနာအလုံးစုံသောမြတ်စွာဘုရားတို့၏အဘိသေကေဗုဒ္ဓဘိသေကခံယူရာဌာနဖြစ်သောဒီသည်မြေတို့၏အထွတ်အထိပ်ဖြစ်သောပုတ္တဝိပုဂ္ဂလေတင့်တယ်ထူးလွန်မြေမွန်မြေမြတ်ဖြစ်သောအပရာဇိတပန်လင်ကေအပရာဇိတမြည်တွင်ပလင်တော်၌အကပ္ပတော်ထွတ်ပြားတိုင်မြောက်ဖရာဖြစ်သို့ရောက်တော်မူသောရှင်တော်မြတ်သည်ပမောတတိလွန်ရွှင်လန်းဝမ်းမြောက်တော်မူရပေ၏ဧဝမေဝဤသူပင်တွင်တင်သည်အကပ္ပတော်အထက်တန်းသို့တလံပေါရောက်သည်ဖြစ်၍ပမောတတုဝမ်းမြောက်ပါစေတည်းဘုရားရှင်မန္တမြတ်တို့၏ဗုဒ္ဓဘိသေကခံယူရာမြေတကာတို့၏အထွတ်အထိပ်အလွန်တင့်တယ်ကောင်းမြတ်ရေရက်ဖြစ်သောအပရာဇိတပလင်၌ထို့ဖျားတိုင်းမြောက်တရားဖြစ်သူရောက်တော်ရှင်တော်မြတ်သည်အလွန်ရွှင်လန်းဝမ်းမြောက်တော်မူရတဲ့ကဲ့သို့သင်လည်းအထက်တန်းရောက်ကဝမ်းမြောက်ရွှင်လန်းပါစေဒုနခတံသူမင်္ဂလံသုပ္ပဘာတံသူဟုတ်ထိတံဒုက္ခနာသူမှုဟုတ်သောစ
သူယိတံဗျမ္မသာရိတုယတမိန်တိဝေတိအကျဉ်၌တယောသူစရိတာဓမ္မေသူစရိုက်တရားသုံးပါးတို့ကိုပရိပူရင်ဒီဖြည့်ကျင်းကြကုန်၏သောဒီဝသောထိုနေ့သည်သူနက္ခတံနက္ခအပေါင်းမကောင်းမရှိအကောင်းအတ္တိသာသည်သူမင်္ဂလာအမင်္ဂလာဘေခါမရှိကောင်းမြတ်သောမင်္ဂလာအတ္တိသာသည်သုဘဘာတံအပြစ်ကင်းခြင်းကောင်းသောမိုးလင်းရခြင်းပင်သည်သူဩဒိတံသာယာတန်ရှင်းကောင်းသောအိယာမှထားရခြင်းပေသည်ဒုက္ခနောယုံလာဆက်ရခဏတိုင်းမှာကောင်းသောခဏကြီးသာသည်သူမှုဟုတ်သောစမှုဟုတ်တိုင်းမှာအကောင်းကြီးသာသည်ယတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ယမဇာရိတုမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိတ်ထံလူအပူဇော်အပ်သောအလှသည်သူရိတ်ထံအပြစ်ကင်း၍တာရှင်ကောင်းမြတ်သောပူဇော်ရာခြင်းဖြစ်ပါပေ၏သူစရိုက်ကျင့်ရာနေ့ခါကကောင်းသောနက္ခကောင်းသောမင်္ဂလာကြီးသာကောင်းသောမိုးလင်းရာခြင်းကောင်းသောအိယာမှထရခြင်းကောင်းသောခဏကောင်းသောမှုဟုတ်ချီသာဖြစ်သည်ထိုနေ့၌အကျင့်ကောင်းရှိသူပုဂ္ဂိုလ်တို့၌လူရသောအလှမှာကောင်းသောအလှဒါနပူဇော်ရခြင်းဖြစ်သည်ပဒကိနံကာယကမ္မံဝါစာကမ္မံပဒကိနံပဒကိနံမနောကမ္မံပဏိတိတေပဒကိနေတတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ကာယကမ္မံထိုသူပြုသည့်ကာယကံမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်ဝစီကမ္မံဝစီကမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်မနောကမ္မံမနောကမှန်သမျှသည်လီပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်တေတို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကပဒကိနံတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ပဏိတိထားခြင်းမြည်ပေ၏သူစရိုက်ကျင့်ရာနေ့ခါ၌တို့သူ၏ကာယကမှုဝစီကမှုမနောကမှုမှန်သမျှသည်တိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်တို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ထားခြင်းမြည်၏ပဒကိနာနိကတဝါနလဗန္တတေပဒကိနေဧအတ္တလတ္တသုခိတာဝိရုံလာဗုဒ္ဓသာသနေအရောဂသုခိတာဟောထသဟတဗေဟိညာတိပိပဒကိနာနိတိုးတက်ကြီးပွားကြောင်းကောင်းမှုကံတို့ကိုကတဝါနာပြုကြကုန်၍ပဒကိနေတိုးတက်ကောင်းမြတ်ကုန်သောအတ္တိအကျိုးတို့ကိုလဗန္တိရရှိကြကုန်၏တေတုံမေတို့တင်တို့သည်အတ္တလတ္တာရသောကောင်းကျိုးရှိကြကုန်သည်ဒုက္ခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေတရားသာသနာတော်၌ဝိရုံလာတိုးတက်စီကကြီးပွားကြကုန်သည်ဥဒ္ဒဝါဖြစ်ကြကုန်၍တဗ္ဗေပိအလုံးစုံကုန်သောညာတိပိအဆွေမျိုးတို့နှင့်သဟတကွာအရောဂယောဂမရှိကြကုန်သည်သုခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထဖြစ်ကြပါစေကုန်သတည်းတို့တဲ့ကြီးပွားကြောင်းကောင်းမြတ်သောကံသုံးပါးတို့ကိုပြုကြကုန်၍ကောင်းမြတ်သောအကျိုးတို့ကိုရရှိကြကုန်၏သင်တို့သည်ကောင်းကျိုးကိုရရှိကြကုန်သည်ချမ်းသာခြင်းရှိကြကုန်သည်တရားရှင်သာသနာတော်၌တို့တဲ့စီကကြီးပွားကြကုန်သည်ဖြစ်၍သူမျိုးအပေါင်းနှင့်တကားအနာရောဂါကင်းရှင်းချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဖြ
ဖြစ်ကြပါကုန်တေကုန်တည်းသာဓုသာဓုသာဓုပုဗ္ဗာဏတုတ်နေတယတိယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပါဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဗုဒ္ဓ ानु ဘာဝေနတရားမြတ်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပါဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဓမ္မာနုဘာဝေနတရားတော်၏အာနုဘောတော်ကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံသံဃာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပါဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်သံဃာနုဘာဝေနသံဃာတော်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းမကောင်းသောနမိတ်အမင်္ဂလာနှစ်သက်ဖွယ်မရှိသောငှက်ဆိုးတံပါပဂျိုနှိလိုဖွယ်မရှိသောအိမ်မက်ဆိုးအမျိုးမျိုးတို့သည်ဘုရားမြတ်တို့၏အာနုဘော်ကြောင့်ကင်းပြောက်ကြပါစေတရားတော်တို့၏အာနုဘော်ကြောင့်ကင်းပြောက်ကြပါစေသံဃာတော်တို့၏အာနုဘော်ကြောင့်က
ကင်းပြောက်ကြပါစေဒုက္ခပတ္တာသနေဒုက္ခဘယပတ္တာသနေဘယသောကပတ္တာသနေသောကဟွန်တုသဗ္ဗေပိပါဏိနောဒုက္ခပတ္တာသင်ရဒုက္ခသက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေဒုက္ခသဆင်းရဲမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်သတည်းဘယပတ္တာဘေးအန္တရာယ်တက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နိဗ္ဗယသဘေးအန္တရာယ်မရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသောကပတ္တာသို့ရင်ပူဆွေးခြင်းသို့တက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလိဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေသောကာသသို့ရင်ပူဆွေးခြင်းမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းဆင်းရဲဒုက္ခကြုံတွေ့နေရသောတတ္တဝါမှန်သမျှဆင်းရဲဒုက္ခကင်းကြပါစေဘေးအန္တရာယ်ဆက်ရောက်နေကြသောတတ္တဝါမှန်သမျှဘေးအန္တရာယ်ကင်းကြပါစေစိတ်သောကရောက်လျက်ရှိကြရသောတတ္တဝါမှန်သမျှစိတ်သောကကင်းဝေးကြပါစေဣဒဝတ္တာသအမေဟိသံပတံပုံညသံပတံသဗ္ဗေဒေဝာနုမောဒန္တုသဗ္ဗသံပတ္တိသိတိယသပတ္တိဒါနစကားမြတ်ကြားပါဥအံဣဒဝတ္တာဤများအတိုင်းရှိသောတရားအလျင်စကားအစဉ်ဖြင့်အမေဟိငါတို့သည်သံပတံကောင်းစွာစီဘူးအပ်သောပုံညသံပတံကောင်းမှု၏ပြည့်စုံခြင်းကိုသဗ္ဗေအလုံးစုံကုန်သောဒေဝနတ်တို့သည်သဗ္ဗသံပါတိသိတိယစီစိမ်များစွာချမ်းသာအကုန်ပြည့်စုံပြီးမြောက်ခြင်းကအနုမောဒန္တုသာဓုသာဓုအနုမောဒနာပြုကြပါကုန်လောဤမြအတိုင်းရှိသောစကားအစဉ်ဖြင့်ငါတို့ကောင်းစွာစီးပူးအပ်သောကောင်းမှု၏ပြည့်စုံခြင်းကိုအလုံးစုံသောနတ်တို့သည်စီစဉ်ချမ်းသာအကုန်ပြည့်စုံဖို့ရာသာဓုအနုမောဒနာပြုကြပါကုန်လောဒါနတဒန္တုတတ္တယသီလရခန္တုတပ္ပဒါဘာဝနာပိရဒဟွန်တုကိစ္ဆန္တုဒေဝတာကတာတတ္တယယရဏသုံးတံကံကံ၏အကျိုးမြတ်နိုးယုံကြည်ကြကုန်၍ဒါနံအလှူဒါနကိုတဒန္တုလှူဒန်းကြပါကုန်လောတပ္ပဒါအခါမလသီလံသီလကိုရက္ခန္တုစောင့်ရှောက်ကြပါကုန်လောဘာဝနာပိရဒာသမထဝိပဿနာဘာဝနာ၌နှစ်ချိုင်းရွှင်ပြောမွေးလျော်ကြကုန်သည်ဟွန်တုဖြစ်ကြပါကုန်လောအာဂဒာပရိတရားတော်နာယူရန်ဆက်ရောက်လာကြကုန်သောဒေဝတာနတ်တို့သည်ကိစ္ဆန္တုကိုယထာနာပြန်ကြပါကုန်လောယရဏသုံးတံကံကံ၏အကျိုးကိုယုံကြည်ကြကုန်၍အလှူဒါနကိုပေးလှူကြကုန်လောအခါမလတ်သီလကိုစောင့်ရှောက်ကြကုန်လောသမထဝိပဿနာဘာဝနာ၌ပျော်ပိုက်ကြကုန်လောတရားနာလာရောက်ကြကုန်သောနတ်တို့သည်နေရင်ဌာနပြန်ကြပါကုန်လောသဗ္ဗေဗုဒ္ဓဗလပတ္တာပိစေကာနိသယံပလံအရဟန္တာနိသတေဇေန
ရကံဗန္ဒာမိတပ္ပတောဗလပတ္တာကာယဗလညာနာဗလစွမ်းအားဟုရပိုင်တော်မူကြကုန်သောတပ္ပိအလုံးစုံကုန်သောယေဗုဒ္ဓအရှင်ဘုရားရှင်တို့သည်တန်တိရှိတော်မူကြကုန်၏ဒေသင်္စတို့ဘုရားရှင်တို့၏၎င်းပိစကာနိစ္စပိစကာဗုဒ္ဓတို့၏၎င်းယံပလံအကျဉ်စွမ်းအားရှိန်သောအာနုဘော်သည်အတ္တိရှိဒေနာဗလေနသတို့အစွမ်းအာနုဘော်ကြောင့်ဖြင့်၎င်းအရဟန္တာနာယန္တာတို့၏ဒေဇေနသတကုအာနုဘော်ဖြင့်၎င်းတပ္ပသောခါခသိင်ရကံအကာအကွယ်အဆောင်ရှောက်ကိုဟံငါသည်ဗန္ဒာမိဖွဲ့၏ကိုတော်အားဉာဏ်တော်အားကိုရပိုင်တော်မူကြကုန်သောဘုရားရှင်တို့နှင့်ပိစကာဗုဒ္ဓတို့၏စွမ်းအာနုဘော်ဖြင့်၎င်းယန္တာတို့၏တကုအာနုဘော်ဖြင့်၎င်းအခါခသိင်အကာအကွယ်အဆောင်ရှောက်ကိုငါဖွဲ့၏ယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိဗုဒ္ဓေယတနံပဏိတံဣတိနသစ္စေနသူဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိဓမ္မေယတနာပဏိတံဣတိနာသစ္စေနသူဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနာပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိတံဂေယတနာပဏိတံဣတိနာသစ္စေနသူဝတိဟောတုဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရကန္တုတောင်းရောက်ကြပါစေကုန်တည်းတပ္ပဗုဒ္ဓ ानु ဘာဝေနအလုံးစုံသောဘုရားရှင်တို့၏တကုအာနုဘောကြောင့်ဒီဒုတ္တဝါတို့သည်တရားအခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပဓမ္မာနုဘာဝေနသရတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရခန္တုတောင်းရောက်ကြပါစေကုန်တည်းအလုံးစုံသောတရားတော်တို့၏တကုအာနုဘောကြောင့်ဒီတို့တတ္တဝါတို့သည်တရားခါခသိင်တို့သည်ကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပတံဃာနုဘာဝေနသရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝန္တုဖြစ်ပါစေတည်းတပ္ပဒေဝတာလုံးစုံသောနတ်တို့သည်ရခန္တုစောင့်ရှောက်ကြပါစေကုန်တည်းတပ္ပတံဃာနုဘာဝေနအလုံးစုံသောသံဃာတော်တို့၏တကုအာနုဘောကြောင့်ဒီထိုတတ္တဝါတို့သည်တရာခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းကောင်းခြင်းမင်္ဂလာမှန်သမျှဖြစ်ပါစေခသိင်သောနတ်အများကစောင့်ရှောက်ကြပါစေအလုံးစုံသောဘုရားရှင်တို့၏တကုအာနုဘောကြောင့်ထိုတတ္တဝါတို့ခခသိင်ကိုယ်စိတ်နှပြချမ်းသာကြပါစေအလုံးစုံသောတရားတော်တို့၏အစွမ်းအာနုဘောကြောင့်
ထိုတတ္တဝါတို့အခါကသိမ်းကိုယ်စိတ်နှပြချမ်းသာကြပါစေအလုံးစုံသောတန်ဃာတော်တို့၏အစွမ်းအာနုဘော်ကြောင့်ထိုတတ္တဝါတို့အခါသိမ်းကိုယ်စိတ်နှပြချမ်းသာကြပါစေဘာဂာရုဏီကောနာထောဣဒာယတဗ္ဗပါဏိနံပုရိတဝါပါရမိတဗ္ဗပတ္တောတံဘောဓိမုဒ္ဓမံဣဒိနာသစ္စာဝိဇေနသုတိတိဟောတုတပ္ပဒာဘာဂာရုဏီကောကြီးမြတ်သောကရုဏာရှိတော်မူသောနာထောမြတ်စွာဘုရားသည်တဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဣဒာယအကျိုးစီးပွားအလို့ငါတဗ္ဗလုံးစုံကုန်သောပါရမီဒါနစသည်ပါရမီတော်တို့ကိုပုရိတဝါဖြစ်ခြင်းတော်မူ၍ဥဒ္ဓမံထူးမြတ်သောတံဘောဓိအရတမဉ္ဇဉ်တပ္ပညုတဉာဏ်တော်ကိုပတ္တာရတော်မူခဲ့လေပြီဣဒိနာသစ္စာဝိဇေနဤသစ္စာစကားကြောင့်ဒေသင်အားတပ္ပဒာအခါခသိမ်းတုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းမဟာကရုဏာရှင်မြတ်စွာဘုရားသည်တတဝါလုံးစုံတို့၏ကျိုးစီးပွားအတွေ့ပါရမီတော်အလုံးစုံအကုန်ဖြစ်ကျင်တော်မူပြီးလျင်အရဟတမေဉာဏ်တပ္ပညုတဉာဏ်တော်တို့ကိုရတော်မူခဲ့သည်ဤသစ္စာစကားကြောင့်သင်အားခခသိမ်းချမ်းသာခြင်းဖြစ်ပါစေဇယံတော်ဘောဓိယာမူလေတကြနာနန္တိဝဒနောဧဝမေဝဇယောဟောတုတယတုတယမင်္ဂလေတကြနာသာကိဝင်းမင်းတို့၏နန္တိဝဒနောအာယနှစ်သက်ခြင်းကိုတိုးပွားစေတတ်သောမြတ်စွာဘုရားသည်ဘောဓိယာဘောဓိပင်ဤမူလေအနိတခွင်အပရာဇိတပလင်နာ၏ဇယံတော်ယတ္တာမင်္ဂပါးကိုအောင်မြင်တော်မူတဲ့ကဲ့သို့ဧဝမေဝဤတူသာလျင်ဧသင်အားဇယောဘေးရန်ခပင်အောင်ခြင်းမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းတွန်တင်သည်တရားမင်္ဂလေးအောင်ရအောင်ကြောင်းကောင်းမြတ်သောမင်္ဂလာတို့ကိုဇယတ်သူခရီးရောက်အောင်ကြီးမြောက်လျင်အောင်မြင်ပါစေတည်းတာဂီဝင်မင်းတို့၏နှစ်သက်ရှင်ကိုတိုးပွားစေတတ်သောရှင်တော်မြတ်ဖရာသည်ဘောဓိပင်အနီးအပရာဇိတပလင်၌မင်္ဂပါကိုအောင်မြင်တော်မူတဲ့ကဲ့သို့ထို့တူသင်သည်ဘေးရန်ခသိန်းကိုအောင်မြင်ပါစေအောင်ကြောင့်မင်္ဂလာတို့ကိုသင်ကြီးမြောက်အောင်မြင်ပါစေအပရာဇိတပလင်ကေဒီသေးပုတ္တဝိပုဂ္ခလေအဘိသေကေတဗ္ဗဗုဒ္ဓနာဧကပတ္တောပမောတတိတဗ္ဗဗုဒ္ဓနာအလုံးစုံသောမြတ်စွာဘုရားတို့၏အဘိသေကေဗုဒ္ဓဘိသေကခံယူရာဌာနဖြစ်သောဒီသည်မြေတို့၏အထွတ်အထိပ်ဖြစ်သောပုတ္တဝိပုဂ္ဂလေတင့်တယ်ထူးလွန်မြေမွန်မြေမြတ်ဖြစ်သောအပရာဇိတပန်လင်ကေအပရာဇိတမြည်တွင်ပလင်တော်၌အကပ္ပတော်ထွတ်ပြားတိုင်မြောက်ဖရာဖြစ်သို့ရောက်တော်မူသောရှင်တော်မြတ်သည်ပမောတတိအလွန်ရွှင်လန်းဝမ်းမြောက်တော်မူရပေ၏ဧဝမေဝဤသူပင်တွင်တင်သည်အကပ္ပတော်အထက်တန်းသို့တလံပေါရောက်သည်ဖြစ်၍ပမောတတုဝမ်းမြောက်ပါစေတည်းဘုရားရှင်မန္တမြတ်တို့၏ဗုဒ္ဓဘိသေကခံယူရာမြေတကာတို့၏အထွတ်အထိပ်အလွန်တင့်တယ်ကောင်းမြတ်ရေရက်ဖြစ်သောအပရာဇိတပလင်၌ထို့ဖျားတိုင်းမြောက်တရားဖြစ်သူရောက်တော်ရှင်တော်မြတ်သည်အလွန်ရွှင်လန်းဝမ်းမြောက်တော်မူရတဲ့ကဲ့သို့သင်လည်းအထက်တန်းရောက်ကဝမ်းမြောက်ရွှင်လန်းပါစေ
သူနခတံသူမင်္ဂလံသုပ္ပဘာတံသူဩထိတံသူခဏသူမုဟုတ်သောသသူယိတံဗျမ္မသာရိတုယတမိန်တိဝေတိအကျဉ်၌တယောသူစရိတာဓမ္မေသူစရိုက်တရားသုံးပါးတို့ကိုပရိပူရင်ဒီဖြည့်ကျင်းကြကုန်၏သောဒီဝသောထိုနေ့သည်သူနခတံနခအပေါင်းမကောင်းမရှိအကောင်းအတိသာသည်သူမင်္ဂလာအမင်္ဂလာဘေခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာသည်သုပ္ပဘာတံအပြစ်ကင်းခြင်းကောင်းသောမိုးလင်းရခြင်းပင်သည်သူဩဒိတံသာယာတန်ရှင်းကောင်းသောအိယာမှထားရခြင်းပေသည်ဒုက္ခနောယုံလာဆက်ရခဏတိုင်းမှာကောင်းသောခဏကြီးသာသည်သူမှုဟုတ်သောစမှုဟုတ်တိုင်းမှာအကောင်းကြီးသာသည်ယတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ယမဇာရိတုမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိတ်ထံလူအပူဇော်အပ်သောအလှသည်သူရိတ်ထံအပြစ်ကင်း၍တာရှင်ကောင်းမြတ်သောပူဇော်ရာခြင်းဖြစ်ပါပေ၏သူစရိုက်ကျင့်ရာနေ့ခါကကောင်းသောနက္ခကောင်းသောမင်္ဂလာကြီးသာကောင်းသောမိုးလင်းရာခြင်းကောင်းသောအိယာမှထရခြင်းကောင်းသောခဏကောင်းသောမှုဟုတ်ချီသာဖြစ်သည်ထိုနေ့၌အကျင့်ကောင်းရှိသူပုဂ္ဂိုလ်တို့၌လူရသောအလှမှာကောင်းသောအလှဒါနပူဇော်ရခြင်းဖြစ်သည်ပဒကိနံကာယကမ္မံဝါစာကမ္မံပဒကိနံပဒကိနံမနောကမ္မံပဏိတိတေပဒကိနေတတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ကာယကမ္မံထိုသူပြုသည့်ကာယကံမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်ဝစီကမ္မံဝစီကမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်မနောကမ္မံမနောကမှန်သမျှသည်လီပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်တေတို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကပဒကိနံတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ပဏိတိထားခြင်းမြည်ပေ၏သူစရိုက်ကျင့်ရာနေ့ခါ၌တို့သူ၏ကာယကမှုဝစီကမှုမနောကမှုမှန်သမျှသည်တိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်တို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ထားခြင်းမြည်၏ပဒကိနာနိကတဝါနလဗန္တတေပဒကိနေဧအတ္တလတ္တသုခိတာဝိရုံလာဗုဒ္ဓသာသနေအရောဂသုခိတာဟောထသဟတဗေဟိညာတိပိပဒကိနာနိတိုးတက်ကြီးပွားကြောင်းကောင်းမှုကံတို့ကိုကတဝါနာပြုကြကုန်၍ပဒကိနေတိုးတက်ကောင်းမြတ်ကုန်သောအတ္တိအကျိုးတို့ကိုလဗန္တိရရှိကြကုန်၏တေတုံမေတို့တင်တို့သည်အတ္တလတ္တရသောကောင်းကျိုးရှိကြကုန်သည်ဒုက္ခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေတရားသာသနာတော်၌ဝိရုံလာတိုးတက်စီကကြီးပွားကြကုန်သည်ဥဒ္ဒဝါဖြစ်ကြကုန်၍သဗ္ဗေပိအလုံးစုံကုန်သောညာတိပိအဆွေမျိုးတို့နှင့်သဟတကွာအရောဂယောဂမရှိကြကုန်သည်သုခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထဖြစ်ကြပါစေကုန်သတည်းတို့တဲ့ကြီးပွားကြောင်းကောင်းမြတ်သောကံသုံးပါးတို့ကိုပြုကြကုန်၍ကောင်းမြတ်သောအကျိုးတို့ကိုရရှိကြကုန်၏သင်တို့သည်ကောင်းကျိုးကိုရရှိကြကုန်သည်ချမ်းသာခြင်းရှိကြကုန်သည်တရားရှင်သာသနာတော်၌တို့တဲ့
စီကကြီးပွားကြကုန်သည်ဖြစ်၍သူမျိုးအပေါင်းနှင့်တကားအနာရောဂါကင်းရှင်းချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဖြစ်ကြပါကုန်သေကုန်တည်းသာဓုသာဓုသာဓုပုဗ္ဗာနတုတ်နေတယတိယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဗုဒ္ဓ ानु ဘာဝေနတရားမြတ်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်ဓမ္မာနုဘာဝေနတရားတော်၏အာနုဘောတော်ကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းယန္တောနိမိတ်တံအဝမင်္ဂလင်းစယောဇာမနာဘောတကုဏတတတောဘာဘေကဟောဒုတုပိနံအကန္တံသံဃာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ်တင်စအကျင့်မကောင်းသောနမိတ်သည်၎င်းယံအဝမင်္ဂလင်းစအကျင့်အမင်္ဂလာသည်၎င်းတကုဏတငှဆုဤအမနာဘောနှစ်သက်ဖွယ်မရှိသောယောတဒောဇအကျင့်အတန်သည်၎င်းယောပဘေကဟောဇအကျင့်ပါပဂျိုသည်၎င်းအကန္တံနှိလိုဖွယ်မရှိသောယံဒုတုပိနိစ္စအကျင့်မကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်စသည်တို့သည်သံဃာနုဘာဝေနသံဃာတော်တို့၏အာနုဘောကြောင့်ဝိနာတံအလျင်မရောက်ကင်းပြောက်ခြင်းသို့အင်တုရောက်ပါစေကုန်တည်းမကောင်းသောနမိတ်အမင်္ဂလာနှစ်သက်ဖွယ်မရှိသောငှက်ဆိုးတံပါပဂျိုနှိလိုဖွယ်မရှိသောအိမ်မက်ဆိုးအမျိုးမျိုးတို့သည်ဘုရားမြတ်တို့၏အာနုဘော်ကြောင့်
ကင်းပြောက်ကြပါစေတရားတော်တို့၏အာနုဘော်ကြောင့်ကင်းပြောက်ကြပါစေသံဃာတော်တို့၏အာနုဘော်ကြောင့်ကင်းပြောက်ကြပါစေဒုက္ခပတ္တာသနေဒုက္ခဘယပတ္တာသနေဘယသောကပတ္တာသနေသောကဟွန်တုသဗ္ဗေပိပါဏိနောဒုက္ခပတ္တာသင်ရဒုက္ခသက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလီဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေဒုက္ခသဆင်းရဲမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်သတည်းဘယပတ္တာဘေးအန္တရာယ်တက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလီဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နိဗ္ဗယသဘေးအန္တရာယ်မရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသောကပတ္တာသို့ရင်ပူဆွေးခြင်းသို့တက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလီဖြစ်ကုန်သောပါဏိနောတတ္တဝါတို့သည်နေသောကာသသို့ရင်ပူဆွေးခြင်းမရှိကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းဆင်းရဲဒုက္ခကြုံတွေ့နေရသောတတ္တဝါမှန်သမျှဆင်းရဲဒုက္ခကင်းကြပါစေဘေးအန္တရာယ်ဆက်ရောက်နေကြသောတတ္တဝါမှန်သမျှဘေးအန္တရာယ်ကင်းကြပါစေစိတ်သောကရောက်လျက်ရှိကြရသောတတ္တဝါမှန်သမျှစိတ်သောကကင်းဝေးကြပါစေဣဒဝတ္တာသအမေဟိသံပတံပုံညသံပတံသဗ္ဗေဒေဝာနုမောဒန္တုသဗ္ဗသံပတ္တိသိတိယသပတ္တိဒါနစကားမြတ်ကြားပါဥအံဣဒဝတ္တာဤများအတိုင်းရှိသောတရားအလျင်စကားအစဉ်ဖြင့်အမေဟိငါတို့သည်သံပတံကောင်းစွာစီဘူးအပ်သောပုံညသံပတံကောင်းမှု၏ပြည့်စုံခြင်းကိုသဗ္ဗေအလုံးစုံကုန်သောဒေဝနတ်တို့သည်သဗ္ဗတံပါတိသိတိယစီစိမ်များစွာချမ်းသာအကုန်ပြည့်စုံပြီးမြောက်ခြင်းကအနုမောဒန္တုသာဓုသာဓုအနုမောဒနာပြုကြပါကုန်လောဤမြအတိုင်းရှိသောစကားအစဉ်ဖြင့်ငါတို့ကောင်းစွာစီးပူးအပ်သောကောင်းမှု၏ပြည့်စုံခြင်းကိုအလုံးစုံသောနတ်တို့သည်စီစဉ်ချမ်းသာအကုန်ပြည့်စုံဖို့ရာသာဓုအနုမောဒနာပြုကြပါကုန်လောဒါနတဒန္တုတတ္တယသီလာရခန္တုတပ္ပဒါဘာဝနာပိရဒဟွန်တုကိစ္ဆန္တုဒေဝတာကတာတတ္တယယရဏသုံးတံကံကံ၏အကျိုးမြတ်နိုးယုံကြည်ကြကုန်၍ဒါနံအလှူဒါနကိုတဒန္တုလှူဒန်းကြပါကုန်လောတပ္ပဒါအခါမလသီလံသီလကိုရက္ခန္တုစောင့်ရှောက်ကြပါကုန်လောဘာဝနာပိရဒာသမထဝိပဿနာဘာဝနာ၌နှစ်ချိုင်းရွှင်ပြောမွေးလျော်ကြကုန်သည်ဟွန်တုဖြစ်ကြပါကုန်လောအာဂဒာပရိတရားတော်နာယူရန်ဆက်ရောက်လာကြကုန်သောဒေဝတာနတ်တို့သည်ကိစ္ဆန္တုကိုယထာနာပြန်ကြပါကုန်လောယရဏသုံးတံကံကံ၏အကျိုးကိုယုံကြည်ကြကုန်၍အလှူဒါနကိုပေးလှူကြကုန်လောအခါမလတ်သီလကိုစောင့်ရှောက်ကြကုန်လောသမထဝိပဿနာဘာဝနာ၌ပျော်ပိုက်ကြကုန်လောတရားနာလာရောက်ကြကုန်သောနတ်တို့သည်နေရင်ဌာနပြန်ကြပါကုန်လော
ဘေဗုဒ္ဓဗလပတ္တာပိစေကာနိသယံပလံအရဟန္တာနိသတိဇိနရကံဗန္ဒာမိတပ္ပတောဗလပတ္တာကာယဗလညာနာဗလစွမ်းအားဟုရပိုင်တော်မူကြကုန်သောသဗ္ဗေအလုံးစုံကုန်သောယေဗုဒ္ဓအရှင်ဘုရားရှင်တို့သည်တန်တိရှိတော်မူကြကုန်၏ဒေသင်္စတို့ဘုရားရှင်တို့၏၎င်းပိစကာနိသပိစကာဗုဒ္ဓတို့၏၎င်းယံပလံအကျဉ်စွမ်းအားရှိန်သောအာနုဘော်သည်အတ္တိရှိဒေနာဗလေနသတို့အစွမ်းအာနုဘော်ကြောင့်ဖြင့်၎င်းအရဟန္တာနာယန္တာတို့၏ဒေဇေနသတကုအာနုဘော်ဖြင့်၎င်းတပ္ပသောခါခသိင်ရကံအကာအကွယ်အဆောင်ရှောက်ကိုဟံငါသည်ဗန္ဒာမိဖွဲ့၏ကိုတို့အားဉာဏ်တော်အားကိုရပိုင်တော်မူကြကုန်သောဘုရားရှင်တို့နှင့်ပိစိကာဗုဒ္ဓတို့၏စွမ်းအာနုဘော်ဖြင့်၎င်းယန္တာတို့၏ဒုက္ခအာနုဘော်ဖြင့်၎င်းအခါခသိင်အကာအကွယ်အဆောင်ရှောက်ကိုငါဖွဲ့၏ယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံဘိဗုဒ္ဓေယတနံပဏိတံဣတိနသစ္စေနသူဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနံပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိဓမ္မေယတနာပဏိတံဧတေနသစ္စေနသုဝတိဟောတုယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံယတနာပဏိတံနာနောတမံအဋ္ဌိတတ္ထာဂတိနဣဒံမိတံဂေယတနာပဏိတံဧတေနသစ္စေနသုဝတိဟောတုဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရကန္တုတောင်းရောက်ကြပါစေကုန်တည်းတပ္ပဗုဒ္ဓ ानु ဘာဝေနအလုံးစုံသောဘုရားရှင်တို့၏တကောအာနုဘောကြောင့်ဒီဒုတ္တဝါတို့သည်တရားအခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပဓမ္မာနုဘာဝေနသရတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝတုဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရခန္တုတောင်းရောက်ကြပါစေကုန်တည်းအလုံးစုံသောတရားတော်တို့၏တကောအာနုဘောကြောင့်ဒီတို့တတ္တဝါတို့သည်တရားခါခသိင်တို့သည်ကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းဘဝတုတပ္ပမင်္ဂလံရကန္တုတပ္ပဒေဝတာတပ္ပတံဃာနုဘာဝေနသရာတုခိဘဝန္တုတေတပ္ပမင်္ဂလံမင်္ဂလာအပေါင်းအကောင်းမှန်သမျှသည်ဘဝန္တုဖြစ်ပါစေတည်းတပ္ပဒေဝတာလုံးစုံသောနတ်တို့သည်ရခန္တုစောင့်ရှောက်ကြပါစေကုန်တည်းတပ္ပတံဃာနုဘာဝေနအလုံးစုံသောသံဃာတော်တို့၏တကောအာနုဘောကြောင့်ဒီထိုတတ္တဝါတို့သည်တရာခါခသိင်ဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းရှိကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းကောင်းခြင်းမင်္ဂလာမှန်သမျှဖြစ်ပါစေခသိင်သောနတ်အများကစောင့်ရှောက်ကြပါစေအလုံးစုံသောဘုရားရှင်တို့၏တကောအာနုဘောကြောင့်ထိုတတ္တဝါတို့ခါခသိင်ကိုယ်စိတ်နှပြ
ချမ်းသာကြပါစေအလုံးစုံသောတရားတော်တို့၏အစွမ်းအာနုဘော်ကြောင့်ထိုတတ္တဝါတို့အခါကသိမ်းကိုယ်စိတ်နှပြချမ်းသာကြပါစေအလုံးစုံသောတန်ဃာတော်တို့၏အစွမ်းအာနုဘော်ကြောင့်ထိုတတ္တဝါတို့အခါကသိမ်းကိုယ်စိတ်နှပြချမ်းသာကြပါစေဘာဂာရုဏီကောနာထောဟိဒါယတဗ္ဗပါဏိနံပုရိတဝါပါရမိတဗ္ဗပတ္တောတံဘောဓိမုဒ္ဓမံဣဒိနာသစ္စာဝိဇေနသုတိတိဟောတုတပ္ပဒါဘာဂာရုဏီကောကြီးမြတ်သောကရုဏာရှိတော်မူသောနာထောမြတ်စွာဘုရားသည်တဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဣဒါယအကျိုးစီးပွားအလို့ငါတဗ္ဗလုံးစုံကုန်သောပါရမီဒါနစသည်ပါရမီတော်တို့ကိုပုရိတဝါဖြစ်ခြင်းတော်မူ၍ဥဒ္ဓမံထူးမြတ်သောတံဘောဓိအရတမဉာဏ်တပ္ပညုတဉာဏ်တော်ကိုပတ္တာရတော်မူခဲ့လေပြီဣဒိနာသစ္စာဝိဇေနဤသစ္စာစကားကြောင့်ဒီသင်အားတပ္ပဒါအခါခသိမ်းတုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းမဟာကရုဏာရှင်မြတ်စွာဘုရားသည်တတဝါလုံးစုံတို့၏ကျိုးစီးပွားအတွေ့ပါရမီတော်အလုံးစုံအကုန်ဖြစ်ကျင်တော်မူပြီးလျင်အရဟတမေဉာဏ်တပ္ပညုတဉာဏ်တော်တို့ကိုရတော်မူခဲ့သည်ဤသစ္စာစကားကြောင့်သင်အားခခသိမ်းချမ်းသာခြင်းဖြစ်ပါစေဇယံတော်ဘောဓိယာမူလေတကြနာနန္တိဟောတနောဧဝမေဝဇယောဟောတုတယတုတယမင်္ဂလေတကြနာသာကိဝင်းမင်းတို့၏နန္တိဟောတနောအာယနှစ်သက်ခြင်းကိုတိုးပွားစေတတ်သောမြတ်စွာဘုရားသည်ဘောဓိယာဘောဓိပင်ဤမူလေအနိတခွင်အပရာဇိတပလင်နာဤဇယံတော်ယတ္တာမင်္ဂပါးကိုအောင်မြင်တော်မူတဲ့ကဲ့သို့ဧဝမေဝဤတူသာလျင်ဧသင်အားဇယောဘေးရန်ခပင်အောင်ခြင်းမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းတွန်တင်သည်တရားမင်္ဂလေးအောင်ရအောင်ကြောင်းကောင်းမြတ်သောမင်္ဂလာတို့ကိုဇယတ်သူခရီးရောက်အောင်ကြီးမြောက်လျင်အောင်မြင်ပါစေတည်းတာဂီဝင်မင်းတို့၏နှစ်သက်ခြင်းကိုတိုးပွားစေတတ်သောရှင်တော်မြတ်ဖရာသည်ဘောဓိပင်အနီးအပရာဇိတပလင်၌မင်္ဂပါကိုအောင်မြင်တော်မူတဲ့ကဲ့သို့ထို့တူသင်သည်ဘေးရန်ခသိန်းကိုအောင်မြင်ပါစေအောင်ကြောင့်မင်္ဂလာတို့ကိုသင်ကြီးမြောက်အောင်မြင်ပါစေအပရာဇိတပလင်ကေဒီသေးပုတ္တဝိပုဂ္ခလေအဘိသေကေတဗ္ဗဗုဒ္ဓနာဧကပတ္တောပမောတတိတဗ္ဗဗုဒ္ဓနာအလုံးစုံသောမြတ်စွာဘုရားတို့၏အဘိသေကေဗုဒ္ဓဘိသေကခံယူရာဌာနဖြစ်သောဒီသည်မြေတို့၏အထွတ်အထိပ်ဖြစ်သောပုတ္တဝိပုဂ္ဂလေတင့်တယ်ထူးလွန်မြေမွန်မြေမြတ်ဖြစ်သောအပရာဇိတပန်လင်ကေအပရာဇိတမြည်တွင်ပလင်တော်၌အကပ္ပတော်ထွတ်ပြားတိုင်မြောက်ဖရာဖြစ်သို့ရောက်တော်မူသောရှင်တော်မြတ်သည်ပမောတတိလွန်ရွှင်လန်းဝမ်းမြောက်တော်မူရပေ၏ဧဝမေဝဤသူပင်တွင်တင်သည်အကပ္ပတော်အထက်တန်းသို့တလံပေါရောက်သည်ဖြစ်၍ပမောတတုဝမ်းမြောက်ပါစေတည်းဘုရားရှင်မန္တမြတ်တို့၏ဗုဒ္ဓဘိသေကခံယူရာမြေတကာတို့၏အထွတ်အထိပ်အလွန်တင့်တယ်ကောင်းမြတ်ရေရက်ဖြစ်သောအပရာဇိတပလင်၌ထို့ဖျားတိုင်းမြောက်တရားဖြစ်သူရောက်တော်ရှင်တော်မြတ်သည်အလွန်ရွှင်လန်းဝမ်းမြောက်တော်မူရတဲ့ကဲ့သို့သင်လည်းအ
ထက်တန်းရောက်ကဝမ်းမြောက်ရွှင်လန်းပါစေဒုနခတံသူမင်္ဂလံသုပ္ပဘာတံသူဟုတ်ထိတံဒုက္ခနာသူမှုဟုတ်သောစသူယိတံဗျမ္မသာရိတုယတမိန်တိဝေတိအကျဉ်၌တယောသူစရိတာဓမ္မေသူစရိုက်တရားသုံးပါးတို့ကိုပရိပူရင်ဒီဖြည့်ကျင်းကြကုန်၏သောဒီဝသောထိုနေ့သည်သူနခတံနခအပေါင်းမကောင်းမရှိအကောင်းအတိသာသည်သူမင်္ဂလာအမင်္ဂလာဘေခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာသည်သုပ္ပဘာတံအပြစ်ကင်းခြင်းကောင်းသောမိုးလင်းရခြင်းပင်သည်သူဩဒိတံသာယာတန်ရှင်းကောင်းသောအိယာမှထားရခြင်းပေသည်ဒုက္ခနောယုံလာဆက်ရခဏတိုင်းမှာကောင်းသောခဏကြီးသာသည်သူမှုဟုတ်သောစမှုဟုတ်တိုင်းမှာအကောင်းကြီးသာသည်ရတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ယမဇာရိတုမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိတ်ထံလူအပူဇော်အပ်သောအလှသည်သူရိတ်ထံအပြစ်ကင်း၍တာရှင်ကောင်းမြတ်သောပူဇော်ရာခြင်းဖြစ်ပါပေ၏သူစရိုက်ကျင့်ရာနေ့ခါကကောင်းသောနက္ခကောင်းသောမင်္ဂလာကြီးသာကောင်းသောမိုးလင်းရာခြင်းကောင်းသောအိယာမှထရခြင်းကောင်းသောခဏကောင်းသောမှုဟုတ်ချီသာဖြစ်သည်ထိုနေ့၌အကျင့်ကောင်းရှိသူပုဂ္ဂိုလ်တို့၌လူရသောအလှမှာကောင်းသောအလှဒါနပူဇော်ရခြင်းဖြစ်သည်ပဒကိနံကာယကမ္မံဝါစာကမ္မံပဒကိနံပဒကိနံမနောကမ္မံပဏိတိတေပဒကိနေတတမိန်တိဝေတိထိုသူစရိုက်ကျင့်ရာနေ့ခါ၌ကာယကမ္မံထိုသူပြုသည့်ကာယကံမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်ဝစီကမ္မံဝစီကမှုမှန်သမျှသည်ပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်မနောကမ္မံမနောကမှန်သမျှသည်လီပဒကိနံတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်ေတို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကပဒကိနံတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ပဏိတိထားခြင်းမြည်ပေ၏သူစရိုက်ကျင့်ရာနေ့ခါ၌တို့သူ၏ကာယကမှုဝစီကမှုမနောကမှုမှန်သမျှသည်တိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာသည်တို့သူစရိုက်ကျင့်သူ၏ကံသုံးပါးတို့ကတိုးတက်ကြီးပွားကြောင်းကောင်းမှု၌ထားခြင်းမြည်၏ပဒကိနာနိကတဝါနလဗန္တတေပဒကိနေဧအတ္တလတ္တသုခိတာဝိရုံလာဗုဒ္ဓသာသနေအရောဂသုခိတာဟောထသဟတဗေဟိညာတိပိပဒကိနာနိတိုးတက်ကြီးပွားကြောင်းကောင်းမှုကံတို့ကိုကတဝါနာပြုကြကုန်၍ပဒကိနေတိုးတက်ကောင်းမြတ်ကုန်သောအတ္တိအကျိုးတို့ကိုလဗန္တိရရှိကြကုန်၏တေတုံမေတို့တင်တို့သည်အတ္တလတ္တာရသောကောင်းကျိုးရှိကြကုန်သည်ဒုက္ခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေတရားသာသနာတော်၌ဝိရုံလာတိုးတက်စီကကြီးပွားကြကုန်သည်ဥဒ္ဒဝါဖြစ်ကြကုန်၍တဗ္ဗေပိအလုံးစုံကုန်သောညာတိပိအဆွေမျိုးတို့နှင့်သဟတကွာအရောဂယောဂမရှိကြကုန်သည်သုခိတာချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထဖြစ်ကြပါစေကုန်သတည်းတို့တဲ့ကြီးပွားကြောင်းကောင်းမြတ်သောကံသုံးပါးတို့ကိုပြုကြကုန်၍ကောင်းမြတ်သောအကျိုးတို့ကိုရရှိကြကုန်၏သင်တို့သည်
ကောင်းကျိုးကိုရရှိကြကုန်သည်ချမ်းသာခြင်းရှိကြကုန်သည်တရားရှင်သာသနာတော်၌တို့တဲ့စီကကြီးပွားကြကုန်သည်ဖြစ်၍သူမျိုးအပေါင်းနှင့်တကားအနာရောဂါကင်းရှင်းချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဖြစ်ကြပါကုန်တေကုန်တည်းသာဓုသာဓု